ဒီကဘာမှာသူတယောက်ပဲကျန်တော့တယ်ဆိုတာကောင်းလေးတည်သွားတယ်ကျန်တဲ့သူတွေအားလုံးမှာဇမ်ဘီတွေဖြစ်ကုန်ကြပြီဒါကိုသိလိုက်ရတော့သူတော်တော်လေးပျော်သွားတာဘာလို့လဲဆိုတော့အခုဆိုသူယုံတက်စာမလို့တော့ဘူးလीသူလှုပ်ချင်တာမှန်သမျှအကုန်လှုပ်လို့ရပြီတကဘာလုံးကသူ့အပိုင်ဖြစ်သွားပြီပေါ့သူမက်ခဲ့တဲ့အိမ်မက်တွေကိုအကောင့်ထဲဖောက်ပြီးစိတ်တိုင်းကြနေထိုင်တော့တယ်လို့ဆုံးဖြတ်လိုက်တယ်အဆောက်အဦကနေပိုင်လုံးကိုကိုက်ပြီးသူဆင်းလာခဲ့တယ်အဲ့ဒီအချိန်မှာအိမ်ကြီးချင်းဇနီးမောင်နှံတယောက်အသက်ရှင်နေလေးလာကိုသူတွေ့လိုက်ရတယ်ကောင်းလေးကဦးလေးစိတ်မပူနဲ့ကျွန်တော်ပြန်လာရင်စားစရာတွေအများကြီးတည်လာခဲ့မယ်လို့ပြောခဲ့တယ်သူတစ်ပါးရင်စပေးသစည်းကိုကောက်စီနားချက်လေးတပ်ပြီးပျော်ပျော်ကြီးထွက်လာခဲ့တော့တာပေါ့လမ်းမှာဇမ်ဘီအများကြီးကသူ့ကိုတူလေးလိုလမ်းခေါ်နေကြတာတွေ့ပေမဲ့ကောင်းလေးကတော့စပေးကိုပိုးမြမြမဲနင်းသွားလိုက်တယ်မြို့ထဲကအစည်းကြီးဆုံးစတိုးဆိုင်ကိုသူတန်းသွားလိုက်တယ်အခုဆိုပိုက်ဆံအတွက်လည်းပူးဆရာမလို့ကုံစည်းနှုံးနဲ့ကြောက်ဆရာမလို့တော့တာကြောင့်သူကြိုက်တာမှန်သမျှအကုန်ယူတော့တာပဲပြီးတော့အလားပြင်ဆိုင်အကြီးကြီးတစ်ခုကိုတွားပြီးဇမ်ဘီပိုင်ရှင်ကိုကလားထိုင်မှာခြိထားလိုက်တယ်အရာအလုံးကအလကားထူသွားပြီးဆိုတော့သူ့စပင်းလေးကိုအယောင်ဆုံးဆိုးပစ်လိုက်တယ်ဇမ်ဘီမမကိုပိုက်ဆံမပေးတော့ပဲမြို့လေခေါင်းကိုတွားပြီးအဆောက်အဦပေါ်မှာသူ့ပုံပါတဲ့ပိုစတာအကြီးကြီးတစ်ခုချိတ်လိုက်တယ်ဒါပေမဲ့စပီးကနေနေတော့ဇမ်ဘီတွေကသူ့နောက်ကိုတောက်လျှောက်လိုက်နေတုံးပဲအဲ့ဒီအချိန်မှာဘူးလက်ဆန်ကယ်တစီကိုသူတွေ့သွားတယ်အခုဆိုရင်တော့ဇမ်ဘီတွေဘလို့ပဲလိုက်ချင်သူ့ကိုမမီတော့ဘူးညာဘက်တွင်းလိုက်ရင်လေကမျိုးလုံးမှာသူ့တယောက်တည်းမီရှူမီပန်းတွေဖောက်ပြီးပွဲလုပ်တယ်နေတိုင်းအကောင်းဆုံးအစားအစာတွေကိုစားပြီးသူတခါမှမမတ်ဘူးတဲ့ဘဝမျိုးနဲ့နေထိုင်နေခဲ့တာပါဒါပေမဲ့ကြာလာတော့သူအထီးကျလာတယ်အဖော်မရှိတော့သူတော်တော်လေးပြင်းလာတာပေါ့ဒီညက်မှာတော့အကူကြီးတောင်းနေတဲ့မိန်းကလေးတယောက်စီက message သူရလိုက်တယ်ကောင်လေးကအရန်ဝမ်းတာသွားပြီးအဲ့ဒီမိန်းကလေးစီချက်ချင်းသွားခဲ့တယ်ဒါပေမဲ့အခြေဝင်သွားတဲ့အချိန်မှာသူကတကားကိုဖွင့်ထားခဲ့မိတယ်အဲ့ဒီအခွင့်အရေးကိုတုံးပြီးဇမ်ဘီတကောင်အထဲဝင်လာပြီးမိန်းကလေးကိုကိုက်လိုက်တယ်ကောင်လေးနဲ့မိန်းကလေးပေါင်းပြီးအဲ့ဒီဇမ်ဘီကိုတတ်လိုက်ပေးမယ်အခုတော့မိန်းကလေးကိုတိုင်လဲဇမ်ဘီပိုကူးဆက်သွားပြီးသူမကကောင်လေးကိုဆက်တိုက်တော့တာပဲသူမသူ့ကိုမဖမ်းမိခင်မှာပဲကောင်လေးအမြန်ထွက်ပြေးခဲ့ရတယ်ညဘက်အိမ်ပြန်ရောက်တော့အိမ်ကြီးချင်းဇနီးမောင်နှံရဲ့အိမ်ကအလုတ်ကြီးဖြစ်နေတာတွေ့လိုက်ရတယ်သူတို့လည်းဇမ်ဘီဖြစ်သွားကြပြီထင်ပါတယ်အဲ့ဒီအမျိုးသမီးကကိုဝင်ရှိနေတာဆိုတော့ဒါကိုမြင်ပြီးကောင်လေးစိတ်မကောင်းဖြစ်သွားတယ်သူ့အမကြောင့်မိန်းကလေးလည်းပိုးကူးသွားရပြီဆိုပြီးနောင်တရနေတာပေါ့ဒါပေမဲ့နောက်တနေ့မနက်မှာတော့ဒါတွေကိုသူအကုန်မေ့သွားပြီးပစ္စည်းဝယ်ဖို့စတိုးဆိုင်ကိုပြန်သွားပြန်တယ်အဲ့ဒီအချိန်မှာဆိုင်ထဲကလူတယောက်ကသူ့ကိုတိုက်ခိုက်လေရောကောင်လေးကကျွန်တော်ဇမ်ဘီမဟုတ်ဘူးလို့အမြန်អော်လိုက်တယ်အဲ့ဒီလူကကောင်ပေါင်းကိုချွတ်လိုက်တဲ့အခါမှာတော့တကယ်ကိုချောမောလာပါတယ်မိန်းကလေးတယောက်ထင်နေတယ်သူမကိုမြင်ပြီးကောင်လေးမှာအန်တော်လွန်းလို့ပါဆက်တောင်မပိန်နိုင်တော့ဘူးအဲ့ဒီအချိန်မှာကောင်လေးကတကားဖွင့်ဖို့ထပ်မိသွားပြန်တာကြောင့်ဇမ်ဘီတွေအဲ့ဒီနေရာကိုရောက်လာပြန်တယ်အဲ့ဒီမိန်းကလေးကတော့ဇမ်ဘီအားလုံးကိုအလွဲတကူပဲနှင်းလိုက်နိုင်တယ်ဒါကိုမြင်တော့ကောင်လေးကပိုးပြီးတပိုးချသွားပြီးမင်းနဲ့အတူလိုက်ပါရစေဆိုပြီးသူမနော်ကိုလိုက်တော့တာပေါ့ဒါပေမဲ့မိန်းကလေးကငါကိုငါကားကွယ်နိုင်တယ်လို့ပြောပြီးတွတ်သွားခဲ့ပါတော့တယ်